ညတော်တော်လေးကိုနှက်နေပါပြီ။ကျောင်းနေလာရေးခီးထွက်လာတဲ့ဘတ်စကားပြတ်သွားတာကြောင့်ဆရာမတွေအားလုံးတိုင်ပင်ပြီးအနီးနားကဟိုတယ်တစ်ခုမှာပဲညအိပ်ရနာကိုဆုံးဖြတ်လိုက်ကြပါတယ်။ဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးသွားခဲ့ကြဖို့လည်းမေတ္တာရက်ခံပါရစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။မနေ့ကမှကားပြင်ပြီးစင်မလာကိုဆက်သွားကြမယ်ပေါ့။သူတို့တဲမဲ့ဟိုတယ်စီရောက်သွားကြတဲ့အခါအဲ့ဒီဟိုတယ်ကတောင်တွေတစ်ပင်ကြီးတွေဝန်းရံထားတဲ့နေရာမှာရှိနေတာကိုတွေ့ရပါတယ်။ဆရာမတွေကကျောင်းသားတွေကိုအခန်းတွေခွဲပေးပြီးညသာစားပြီးရတဲ့အားလုံးအိပ်ရာဝင်နေကြပါတယ်။အာမန်ရိုဟန်နဲ့အာယူတို့တငယ်ချင်း၃ယောက်ကတခန်းနဲ့ကြပါတယ်။သူတို့အခန်းပရင်းပေါက်ကနေလှမ်းကြည့်လိုက်တော့တောအုပ်လေကရေကန်တစ်ခုကိုလှမ်းတွေ့လိုက်ရတယ်။အဲ့ဒီမှာတင်သူတို့ကောင်းတဲ့အကြံတစ်ခုဝင်လာတယ်။ပြီးခဲ့တဲ့ကျောင်း trip တုန်းကကျောင်းသား2ယောက်ညဘက်ကြီးကိုရေကန်ဘက်ထွက်သွားပြီးကျောင်းမှာနာမည်ကြီးလူပေါ်လူစုံလုတ်ခဲ့ကြတာကိုသတိရသွားကြတာပေါ့။ဒါနဲ့သူတို့3ယောက်လည်းဒီတစ်ခါတော့အစွမ်းပြမယ်ဆိုပြီးအကြံထုတ်ကြတော့တာပေါ့။ဟိုတယ်ကနေတိတ်တိတ်လေးခိုးထွက်ရေကန်နားမှာတပ်ပုံတွားရဲပြီးပြန်လာမယ်လို့တိုင်ပင်လိုက်ကြတယ်။ဟိုတယ်လုံခြုံရေးကိစ္စအိပ်ပျော်သွားတာနဲ့သူတို့3ယောက်အပြင်ကိုခိုးထွက်လာခဲ့ကြပါတယ်။ကြည့်ရတာတော့ရေကန်ကဟိုတယ်နဲ့တိတ်မဝေးဘူးထင်ရပေမဲ့တကယ်တမ်းရှောက်လာလိုက်ကြတာနိုင်ဝက်တစ်နိုင်လောက်ကြာတဲ့အထိမရောက်နိုင်သေးဘူး။တောလန်းကလည်းဆုံးမဲ့ပုံမပေါ်ဘူး။အေးတန်ကလည်းပူကဲလာပြီးလူပြက်တဲ့တောထဲမှာ3ယောက်သားဒုက္ခရောက်လာကြတယ်။ဖုန်းလိုင်းကြည့်တော့လဲလိုင်းမမိတော့ဘူး။နောက်ဆုံးတော့မဖြစ်တော့ဘူး။ရေကန်သွားမယ့်အစီအစဉ်ကိုဖျက်ပြီးဟိုတယ်ကိုပြန်လှည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဖုန်းမီလေးတွေကိုအားပြုပြီးအပြန်လန်းကိုပြန်ရှာကြရတာပေါ့။လမ်းရှာနေရင်းနဲ့အာမန်နဲ့အာယူကရှေ့ကသွားနေပြီးနောက်လှည့်ကြည့်လိုက်တော့ရူဟန်ပါမလာတော့ဘူး။ယူဒီရဲ့သူတို့နားကနေတယောက်ယောက်ပြေးသွားတဲ့ခြေတံကိုကြားလိုက်ရတယ်။သူတို့လန့်သွားကြတယ်။ဒါပေမဲ့တငယ်ချင်းကိုတယောက်တည်းထားခဲ့လို့မရတာနဲ့တတော်အုပ်ထဲခြေတံကြားရနောက်ကိုလိုက်သွားခဲ့ကြတယ်ခဏကြာတော့ခြေတံတိတ်သွားတယ်ရှစ်ဆက်သွားကြည့်တော့ညီကြီးတူးနေတဲ့အတန်လိုကြားရပြန်တယ်ခြုံပုတ်တွေကြားကနေချောင်းကြည့်လိုက်တော့ချားသူမဟုတ်ဘူးရိုဟန်ဖြစ်နေတယ်ရိုဟန်ကတောထဲမှာကျင်းတစ်ခုကိုတူးနေတာပါကြောက်နဲ့လှမ်းခေါ်လိုက်တော့ရိုဟန်လှည့်ကြည့်လာတယ်ရိုဟန်ရဲ့မျက်လုံးတွေကဒေါသတွေပြည့်နေပြီးမျက်လုံးအိမ်တစ်ခုလုံးမဲနှက်နေတယ်ဘလူးရာတွေကများသူ့မျက်လုံးကိုထုတ်ယူသွားတယ်လေလို့ထင်ရလောက်အောင်ပါပဲအာမန်ကရိုဟန်ပခုံးကိုကင်ပြီးဘာဖြစ်တာလဲလို့မေးမလို့လှုပ်တော့ရှိနေတယ်ရိုဟန်ကအော်ဟစ်ပြီးအာမန်ကိုတွန်းထုတ်လိုက်တယ်အားပြင်းလွန်းတော့အာမန်ခဝီကိုလွတ်ဆင်သွားတယ်ရိုဟန်စီမှာထူးဆန်းတဲ့အစွမ်းတစ်ခုရှိနေတယ်လို့ပဲအဲ့တော့ရိုဟန်သတိမိသွားတယ်ရိုဟန်ပြန်နိုးလာတော့ကြောက်လန့်ကြားအော်ဟစ်ပြီးအာမန်ကိုလက်ညှိုးထိုးပြတယ်အာယူလှမ်းကြည့်လိုက်တော့အာမန်ကခေါင်းငိုက်ဆိုင်ကျနေတယ်ယူတီရဲ့အာမန်ခေါင်းမော့လာတဲ့အခါသူ့မျက်လုံးတွေလည်းစောနာကရိုဟန်လိုပဲမဲနှက်နေပြန်ပြီသူတို့ဘာမှမလုပ်နိုင်ခင်မှာပဲအာမန်ကထပြီးတောနက်ထဲပြေးဝင်သွားတယ်အာယူနဲ့ရိုဟန်လည်းအနောက်ကနေပြေးလိုက်ကြတာပေါ့ဖုံးမီအောင်အောက်မှာအာမန်ကအိမ်ပြက်ကြီးတစ်ခုစီပြေးသွားတာတွေ့လိုက်ရတယ်အိမ်ပြက်ကြီးကနှစ်ပေါင်းများစွာလူမနေခဲ့တဲ့ပုံစံမျိုးပဲကြောက်ပေမဲ့တငယ်ချင်းကိုကယ်ဖို့အတွက်အိမ်ပြက်ကြီးထဲဝင်သွားကြတယ်ထဲရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူတို့မှင်သက်သွားကြတယ်အာမန်ကသတိလစ်ပြီးလေပေါ်မှာဝဲနေတယ်သူ့ရှိမှာကြောက်စရာကောင်းတဲ့အဖေါ်လေးယောက်ရှိနေပြီးအာမန်ကိုစကားတွေပြောနေတယ်ဖေါ်ဝဲရုပ်ကအရင်ဆိုးဝါးလို့နေမျက်လုံးတွေကမဲနှက်နေပြီးရေပြားတွေကတွဲကျသပင်ဖြူဖြူတွေဖားလျားနဲ့အရင်ကိုကြောက်စရာကောင်းလို့လာပါတယ်သူတို့နှစ်ယောက်ကိုမြင်တာနဲ့အဲ့ဒီအဖေါ်ကိုရဲကလိုက်လာတော့တာပဲ
အာယူနဲ့ရူဟန်ပေါ်တက်ကနေအမြန်ပြေးဆင်းကြတယ်လှည့်ကြည့်လိုက်တော့အဖွားကလှေကအတိုင်းပိုးကောင်တစ်ကောင်လိုတွားပြီးလိုက်လာနေတာကိုတွေ့လိုက်ရတယ်သူတို့လည်းအသက်လူပြီးတောထဲကိုပြင်းနဲ့သူတို့အစကရှာနေတဲ့ရေကန်စီကိုဘလို့ရောက်သွားမှမသိရောက်သွားကြတယ်အချိန်မထိန်နိုင်ပဲနှစ်ယောက်လုံးရေကန်ထဲကိုပြုတ်ကျသွားတယ်ရေထဲမှာတစုံတစ်ခုကသူတို့ကိုအတင်းဆွဲချနေတယ်လို့ခံစားလိုက်ရပြီးအာယူကရုံးကန်ပြီးကန်ပေါင်ပေါ်ပြန်တက်နိုင်ခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ပဲလူဟန်ကတော့သူ့မျက်စိရှိမှလည်းရေထဲမြုပ်ပြီးပျောက်ကွယ်သွားခဲ့တယ်အဲ့တော့အာယူလည်းအကြောက်လွန်ပြီးတတိလက်သွားတော့တာပေါ့မနေ့မိုးလင်းလို့အာယူတတိရလာတော့ဟိုတယ်အခန်းထဲပြန်ရောက်နေပြီအပြင်ကိုပြေးထွက်ကြည့်လိုက်တော့ရဲတွေအများကြီးရောက်နေတယ်မြေပြင်ပေါ်မှာတော့ချူရောင်အဝတ်တွေအုပ်ထားတဲ့ရိုဟန်နဲ့အာမန်တို့ရဲ့အလောင်းတွေကိုတွေ့လိုက်ရတယ်ရဲတွေကတော့လူတက်မှုလို့ကောက်ချက်ချလိုက်ကြတယ်ဒါပေမဲ့ဒီတာကန်ကြီးပြောပြတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီတောထဲမှာအဖွားကိုတယောက်တကူတဲ့အေးချမ်းနေထိုင်ခဲ့ဘူးတဲ့တနေ့တော့အနီးနားရွာကလူတစုကသူ့မြေကိုလိုချင်လို့အဖွားကိုနှိပ်စက်တက်ဖြတ်ပြီးအဲ့ဒီရေကန်နဲ့ပြစ်ချခဲ့ကြတယ်အဲ့ဒီအချိန်ကစပြီးဘယ်သူမှဒီတောထဲဒီရေကန်နားကိုညဘက်မလာရဲကြတော့ဘူးအဲ့ဒီအဖွားရဲ့ဝိညာဉ်ကလက်စားချေဖို့အတွက်ဂုထိကျင်းလဲကျက်စားနေတော့မယ်လို့ပြောကြတယ်ဒီအကြောင်းကိုသာတငယ်ချင်း၃ယောက်ကြူတိခဲ့မယ်ဆိုရင်အာယူနဲ့အတူရူဟန်နဲ့အာမန်တို့ပါအခုချိန်ထိအသက်ရှင်လျက်ရှိနေကြအောင်ပါ